မိခင်ဝမ်းပိုက်ထဲမှာ3-4ပတ်ကြာနေထိုင်ပြီးနောက်မှာတော့ပင်လယ်ချင်းသေးလေးလူနာတယောက်မွေးဖွားလာခဲ့ပါပြီ။မွေးပြီးချင်းမှာပဲမိခင်ပင်လယ်ချင်းသေးကလူနာကိုရင်ခွင်နဲ့ဆွဲသွင်းပြီးအမြင့်ရည်နဲ့သွေးတွေကိုတန့်စင်ပေးလိုက်ပါတယ်။ဒါပေမဲ့လူနာအတွက်ကတော့အရေးကြီးဆုံးကပထမဆုံးအစာပဲဖြစ်ပါတယ်။မွေးကင်းဆက်ကလေးရဲ့လိုအပ်ချက်ကိုနားလည်တဲ့အတိုင်းမိခင်ကလူနာကိုနှိုးဆိုးဖို့အတွက်လမ်းပြပေးလိုက်ပါတယ်။ပင်လယ်ချင်းသေးတို့ဟာလူသားတွေရဲ့နှုတ်ထက်9ဆလောက်ပိုမိုအာဟာရတက်ကြွဝတာကြောင့်လူနာကိုအစီလွှာထူထူလေးဖြစ်လာစေဖို့လျင်မြန်စွာကူညီပေးပါတယ်။အသက်3နာရီသာရှိသေးပေမဲ့လူနာဟာမိခင်ရဲ့အကူအညီနဲ့ကဘာကြီးကိုတဖြည်းဖြည်းချင်းအသားကျလာပါပြီ။သူမခေါင်းကိုမောကြည့်လိုက်တဲ့အခါပတ်ဝန်းကျင်မှာအတူတူပဲလို့ထင်ရတဲ့မွေးကင်းစပင်လယ်ချင်းတိတ်ငယ်လေးတွေအများကြီးရှိနေတာကိုတွေ့ရပါတယ်။သူတို့တွေကတကောင်နဲ့တကောင်ရောထွေးသွားနိုင်ပါတယ်။ဒါပေမဲ့ပင်လယ်ချင်းတိတ်တွေမှာတော့တကောင်နဲ့တကောင်ခွဲခြားသိနိုင်တဲ့ထူးခြားတဲ့နည်းလမ်းရှိပါတယ်။အဲ့ဒါကတော့ထူးခြားတဲ့အတန်စူးစူးတွေပဲဖြစ်ပါတယ်။မိခင်ကလူနာစီကိုအတန်ချိန်ပြုတ်လုပ်ပေးရင်သူမရဲ့ထူးခြားတဲ့အတန်ကိုမှတ်မိအောင်တင်ပေးပါတယ်လူနာကလည်းမိခင်ရဲ့ထူးခြားတဲ့အနံ့ကိုမှတ်မိဖို့တင်ယူလိုက်ပါတယ်ဒီအတန်နဲ့အနံ့တွေကြောင့်မိခင်နဲ့သားသမီးတွေဟာတကောင်နဲ့တကောင်လမ်းမလွဲတော့ပါဘူးမွေးပြီး10ရက်အထိမိခင်ကလူနာရဲ့ဘေးနားမှာပဲနေပြီးသူမရဲ့ကြီးထွားမှုကိုစောင့်ကြည့်ပေးပါတယ်ဒီ10ရက်ကုံဆုံးသွားတဲ့အခါမှာတော့မိခင်ကအစာရှာဖွေပြီးခွန်အားပြန်ဖြည့်ဖို့အတွက်ထွက်ခွာရတော့မှာပါဒါဟာမိခင်ရောသားသမီးအတွက်ပါအကြီးမားဆုံးစမ်းသပ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်ဒီကံရိုးတန်းမှာပင်လယ်ချင်းတိတ်ကောင်ကြီးတန်းလောက်ရှိနေတာကြောင့်ဒီလိုလူအုပ်ကြီးထဲမှာတကောင်နဲ့တကောင်ပြန်လဲရှာဖွေဖို့ဆိုတာအလွန်ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်